အားလုံးပဲမင်္ဂလာပါအခုကတော့ဆီယမမဆန္ဒရေးတဲ့ပန်းပွင့်ခရီးဆိုတဲ့စာအုပ်လေးအကြောင်းကိုဖတ်ပြီးတော့ပြန်ပြောမှာပဲဖြစ်ပါတယ်ဒီစာအုပ်ကလေးထဲမှာတော့ဒီကောင်းမလေး၃ယောက်ရဲ့အကြောင်းပေါ့နော်ကောင်းမလေး၃ယောက်ကအေးမော်ရဲ့နှင်းစီမွေရဲ့စုနွယ်ဆိုတဲ့ကောင်းမလေး၃ယောက်သူတို့ကဘာလုပ်လဲဆိုတော့ပထမအဆုံးပြောရမယ်ဆိုတော့အေးမော်ကကြတော့ဦးလေးဖြစ်သူရဲ့ဒီမိန်းမနဲ့သူကအတူတူနေတယ်ပေါ့နော်ဦးလေးဖြစ်သူနဲ့တအိမ်ထဲမှာပဲနေတယ်နောက်တော့ကြတော့သူ့ရဲ့ဦးလေးရဲ့မျိုးသမီးကငါဈေးထဲမှာ9ရောက်တော့သူက9လိုက်ရောင်းရတဲ့ကောင်မလေးတယောက်နောက်တစ်ယောက်ကကြတော့နှင်းစီမွေပေါ့သူကတော့နေကနေတက်လာပြီးတော့ဆရာကြီးဆိုတဲ့အိမ်မှာဒီကျောင်းဆရာအိမ်မှာပေါ့နော်ဒီမိတူတွားကူပေးရတယ်အိမ်တွေကိုကူလုပ်ပေးရတယ်အလုပ်လုပ်တယ်နောက်တစ်ယောက်ကကြတော့စုနွယ်ဆိုတဲ့ကောင်မလေးကတော့ဒီမိတူဆိုင်မှာအလုပ်လုပ်တဲ့ကောင်မလေးသူတို့၃ယောက်ကကြတော့ဒီအမေကိုသူ့တွေကကြတော့သူ့ရဲ့အမေနဲ့မောင်လေးကိုလှုပ်ကြွေးနေတဲ့သူပေါ့နော်နောက်ထပ်အေးမွန်ကကြတော့သူ့မှာမိဘတွေကငငယ်လေးနဲ့ဆုံးသွားတယ်ဆုံးသွားပြီးတော့ဦးလေးဖြစ်သူရဲ့မိမအိမ်မှာနေပြီးတော့မောင်လေးနှစ်ယောက်ကိုထိန်းပေးရတယ်ပေါ့နော်တနေ့မှကြတော့ဒီနှင်းစီမွေးရဲ့အတော်အမကြီးဆိုတဲ့လူတယောက်ကနေပြီးတော့နှင်းစီမွေးစီကိုရောက်လာတယ်ပေါ့သူကတော့ဒီနေဆက်မှာနေပြီးတော့ဒီကြီးဝါချမ်းသာနေတဲ့အတော်တယောက်ပေါ့အဲ့မှာဆိုရင်ဒီထမင်းဆိုင်လုပ်ငန်းတွေလုပ်တယ်ဒီအထည်တွေလုပ်တယ်ဒီအထည်ဆိုင်တွေဖွင့်ထားတယ်ဆိုပြီးတော့သူတို့စီကိုရောက်လာတယ်ပေါ့လေနှင်းစီမွေကိုငါတို့စီကိုလိုက်ခဲ့ပါဆိုပြီးတော့လာခေါ်တယ်ပေါ့အဲ့လိုမှလာခေါ်တဲ့အချိန်မှာနှင်းစီမွေကသူမိတူတော်ဆွဲနေတဲ့ခမလေးအိမ်မှာစုနွယ်တို့အိမ်ကိုစုနွယ်စီဒိုးစဲဆိုင်ကိုရောက်သွားတဲ့အချိန်မှာသူ့ရဲ့အမကြီးဆိုတဲ့အမျိုးသမီးကဘလောက်တောင်မှဒီအလောက်ကောင်းကြောင်းသူပတ်စံနေဘလောက်ထိလိုချင်ကြအောင်ပေါ့တကယ်လို့ပတ်စံရလာလို့ရှိရင်ထမင်းဆိုင်ကိုပိုင်ထမင်းဆိုင်လေးဖွင့်မယ်ပေါ့ကိုပိုင်လောက်ကလေးနဲ့လုပ်မယ်ဆိုပြီးတော့စိတ်ကူးရရင်နေတယ်ပေါ့နော်အဲ့ချိန်မှာသူကဆွဆွနွယ်ကိုလည်းသူကပြောတယ်သူလည်းဒီကိုပိုင်လောက်ကလေးမလုပ်ချင်ဘူးလားပေါ့အဲ့လိုမျိုးကြီးပြောနေနေသူတို့နှစ်ယောက်ကလိုက်မယ်ဆိုပြီးတော့ဖြစ်သွားတယ်အဲ့ချိန်မှာဒီအေးမွန်ဆိုတဲ့ကောင်မလေးကကြတော့ဘာဖြစ်လဲဆိုတော့ဒီအေးမွန်ရဲ့ဦးလေးဆုံးသွားတဲ့ချိန်မှာအေးမွန်ရဲ့ဦးလေးအတော်ဖြစ်သူကနောက်ကြားယူတယ်နောက်ကြားပုံမှန်ပထမအစပိုင်းကတော့ကောင်းမလို့နေပေါ့နော်နောက်ပိုင်းဘာဖြစ်လဲဆိုတော့အတော်ကဈေးထဲမှာ9ရောက်နေ9ရောက်တော့အေးမွန်ကလည်းဈေးထဲမှာ9တွေကိုခုတ်ပေးတက်ပေးပေါ့နော်အဲ့လိုမျိုးလုပ်ပေးရတယ်သူတယောက်ပေါ့အဲ့ချိန်မှာအတော်ကလေဖြတ်သွားတဲ့အချိန်မှာအတော်ကိုပြုစုရတယ်အတော်ကိုပြုစုနေရင်လည်းအေးမွန်ကဒီဆယ်ကျော်သက်အရွယ်လေးပေါ့15က6နှစ်အရွယ်လေးရောက်နေတဲ့အချိန်မှာဒီသူ့အတော်ဖြစ်သူရဲ့နောက်ယူတဲ့နောက်ယောက်ျားပေါ့နောက်ယောက်ျားကသူ့ကိုဒီလိုမျိုးဒီကဘာရှိကဘာတွေစကားတွေပြောတယ်ပေါ့အဲ့နောက်ပိုင်းမှာမှဒီလိုမျိုးမကောင်းတဲ့စိတ်တွေနဲ့သူနေရတာမလုံခြုံဘူးပေါ့လေအဲ့ချိန်မှာကောင်မလေးကိုအေးမွန်ဆိုတဲ့သူ့ထိကဘာရှိကဘာလုပ်တယ်ပေါ့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့အေးမွန်ကဒီသူတို့အိမ်ကနေပြီးတော့ဒီမီးဖိုတွေကိုသူ့ဦးလေးကဝင်လာတယ်ပေါ့သူ့အတော်ရဲ့အမျိုးသားဝင်လာတဲ့အချိန်မှာကိုခုခံကာကွယ်လိုက်တာကဘာဖြစ်သွားလဲဆိုတော့သူကဒီငံပြာရီဘူးကိုကင်ပြီးတော့ငံပြာရီဘူးနဲ့သူ့အဲ့ဒီလူပေါ့လေထုလိုက်မိတယ်ပေါ့ငံပြာရီပလင်းကလည်းကွဲသွားတယ်ပေါ့နော်အဲ့ချိန်မှာသူကအိမ်ပြေးဖြစ်သွားတယ်အဲ့ချိန်မှာသူကဘယ်သွားမှမသိဘူးဖြစ်နေတဲ့ချိန်မှာဈေးရအတော်ကြီးတွေကသူ့အတော်နဲ့ရန်ဖြစ်ဖက်အတော်ကြီးတွေကလည်းတကယ်တော့ကောင်းပေးကြတယ်ပေါ့လေဈေးတဲ့လူတွေကလည်းအဲ့ချိန်မှာအေးမွန်ကိုသူကမန္တလေးမှာရှိတဲ့သူ့အတော်အိမ်ကိုသွားမယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ဈေးထဲမှာရှိတဲ့လူတွေကသူ့ကိုငွေဘယ်လိုပြောရမလဲအနေချင်းပေါ့လေသူတို့ကူညီလိုက်ကြတယ်ပေါ့အဲ့ချိန်မှာဒီနှင်းစီမွေနဲ့စုနွယ်တို့ကသူတို့ရဲ့ဒီအမကြီးဆိုတဲ့လူကနေဆက်ကိုသူတို့လာခေါ်တဲ့အချိန်သူတို့ကလည်းဒီချက်ထားပေါ်ရောက်နေတဲ့အချိန်မှာအေးမွန်နဲ့သွားတွေ့ပြီးတော့အေးမွန်ကအေးဒီလိုဆိုရင်တော့ငါလည်းနင်တို့နဲ့လိုက်မယ်ဆိုပြီးတော့နေဆက်ကိုရောက်သွားတယ်ပေါ့လေနေဆက်ကိုရောက်သွားတော့အမဒီနှင်းစီမွေရဲ့အမကြီးဆိုတဲ့သူကဘာဖြစ်လဲဆိုတော့ဒီလမ်းမှာဖုန်းပြောတယ်ပေါ့ဖုန်းပြောတော့သူတို့ဒီမြန်မာစကားမဟုတ်တဲ့ဒီရှမ်းစကားနဲ့ပေါ့လေသူတို့ပြောတယ်ပေါ့အဲ့ချိန်မှာအေးသူတို့၃ယောက်ကိုဘာပြောလဲဆိုတော့သူတို့နေဆက်မှာရှိတဲ့ထမင်းဆိုင်ကမီးလောင်သွားပါတယ်ပေါ့ဟိုရောက်လို့ရှိရင်တော့ထမင်းဆိုင်အလုံးမဟုတ်ဘဲနဲ့တခြားအလုပ်သူတို့ကူရှာပေးမယ်ပေါ့အဲ့လိုမျိုးနဲ့ခေါ်သွားတယ်ပေါ့လေအဲ့လိုမျိုးနဲ့ခေါ်သွားပြီးတော့ဟိုရောက်တော့သူတို့တွေကအဲ့လိုပဲခရီးတွေကားတွေစီးရင်နဲ့နောက်ပိုင်းကျတော့ဟိုနေရာနေဒီနေရာပေါ့သူတို့တဖြည်းဖြည်းနဲ့ရောက်ရင်းနဲ့ဟိုဘယ်နေရာမှမသိတဲ့နေရာတနေရာကိုအဲ့ရောင်းစားခံလိုက်ရတယ်ပေါ့နော်ရောင်းစားခံလိုက်ရတော့သူတို့၃ယောက်ကရောင်းစားခံရမှလည်းမသိဘူးအဲ့နေရာရောက်တော့သူတို့တရားဒီမြန်မာစကားမပြောတော့ဘူးပေါ့လေအဲ့လိုနေရာတွေရောက်သွားတော့အဲ့ချိန်မှာအဲ့နိုင်ငံခြားကလူတွေက
အမဘာလို့ရမလဲလို့သူတို့တိလိုက်တဲ့အချိန်မှာတော့တောင်ရလောက်ရမယ်ဆိုပြီးတော့တည်ရပေါ့လေအဲ့ချိန်မှာသူတို့ကအဲ့မှာရှိတဲ့သူတို့ကိုဝယ်လိုက်တဲ့သူတွေရဲ့ဒီဘယ်လိုပြောရမလဲအငှားမရအဖြစ်နဲ့သူတို့တွေရှင်တန်ရတယ်ပေါ့အရန်ကိုအေးခဲတဲ့နေရာတွေမှာအဲ့လိုမျိုးရှင်တန်ရကြတယ်ပေါ့နောက်ဆုံးမှာတော့ဒီစုနွယ်ရဲ့အမေနဲ့မောင်လေးကသူ့အမေဘာလဲမလွတ်တဲ့ကြားကနေပြီးတော့သူတို့သွားတာဖြစ်တဲ့ကြောင့်မလို့သူကစုနွယ်ကပြောသွားတယ်တကယ်လို့ဟိုကမဖြစ်ဘူးဆိုလို့ရှိရင်သူအဆင်ပြေပြီဆိုလို့ရှိရင်ဆက်သွယ်ပါမယ်ပေါ့အဲ့လိုချိန်မှာဘာဖြစ်လဲဆိုတော့စုနွယ်စီကစာမလာတာ2လကျော်သွားပြီဆိုပြီးတော့သူ့အမေနဲ့သူ့မောင်လေးတွေကစိတ်ပူပြီးတော့နေဆက်ကိုလိုက်သွားတဲ့အချိန်မှာအမရဲတွေနဲ့သွားတွေ့တယ်ရဲကတော့အပြင်ဝစ်စာဝစ်ထားတဲ့ရဲပေါ့လေအဲ့ဒီမှာသူတို့လူကုန်ကူးနေတဲ့သတင်းတွေကြားရတယ်ဆိုပြီးတော့အဲ့ချိန်မှာကောင်လေးကလည်းဘယ်သူမှမသိဘူးဒါပေမဲ့အဲ့ဒီနှစ်စီမွေးရဲ့အမကြီးဆိုတဲ့အမျိုးသမီးကိုတော့သူကခဏတော့မြင်ဘူးလိုက်တယ်ပေါ့လေအဲ့ချိန်မှာရဲနဲ့စကားတွေပြောနေတဲ့အချိန်မှာတော့ရဲတွေကကျတော့ဟုတ်ပြီဒါဖြစ်နိုင်နေပေါ့အဲ့ဆိုရင်မင်းသူ့ကိုတိလာပေါ့အဲ့ဒီအမျိုးသမီးကိုတိလာဆိုပြီးတော့သူတို့တွေကမလန်းမကန်းနေရနေပြီးတော့အမျိုးသမီးကိုလှမ်းပြတဲ့အချိန်မှာကောင်လေးကသွားနှုတ်ဆက်တယ်ပေါ့လေကျွန်တော်အမကိုတွေ့မိလားပေါ့ကျွန်တော်အမဘယ်ရောက်သွားလဲဆိုပြီးတော့မေးတဲ့အချိန်မှာတော့မင်းအမကငါစီမှာမနေချင်ဘူးဆိုပြီးတော့တခြားနေရာကိုပြောင်းသွားတယ်မင်းတို့ကတော့သူကတော့အခုတခြားနေရာမှာလှလို့ပါလို့ပေါ့အဲ့လိုမျိုးတွေပြောနေတဲ့အချိန်မှာအဖွားရဲ့ဒီအမျိုးသမီးရဲ့စကားတွေကမယုံကမှန်ကောင်းလေးကတိလာတယ်ပေါ့လေအဲ့လိုတိလာတဲ့အချိန်မှာရဲစီပေါ့လေသူကရဲမှန်းတော့မသိသေးဘူးပေါ့ရဲစီကိုသွားပြီးတော့ပြောရချင်မှာโอเคတေးကြပြီပေါ့ဒီမျိုးသမီးပေါ့အဲ့ချိန်မှာဟိုဘက်မှာလည်းဒီအေးမွန်တို့နှင်းစီမွေးတို့စုနွယ်တို့ကလည်းတော်တော်လေးကိုအလောက်တွေနဲ့အလောက်ကင်နေပင်ပန်းပြီးတော့အစားအသောက်ရတာကြီးလည်းအဆင်မပြေပေါ့လေအဲ့လိုမျိုးလေးတွေဖြစ်နေတဲ့အချိန်မှာဒီဘက်ကလည်းသူ့အမေနဲ့သူ့မောင်နဲ့ကလည်းဒီလှုပ်ရှားနေပြီအဲ့ချိန်မှာအဲ့သူတို့3ယောက်စီကိုနောက်ထပ်ကောင်မလေးတယောက်ကရောက်လာတယ်အဲ့လိုပဲအဲ့ဒီနေရာမှာလည်းမြန်မာမလေးတွေရှိတယ်ပေါ့အဲ့ဒီမှာကျတော့ရှမ်းမလေးတယောက်ကထပ်ပြီးတော့ရောက်လာတယ်သူတို့ဒီလိုပဲအမြင်ကတ်တယ်ကြည့်မရဘူးဆိုပြီးတော့ဒီလိုမျိုးဘယ်လိုပြောရမလဲမေ့စီပေးပြီးတော့ဒီကိုရောင်းစားလိုက်တယ်ဆိုပါတော့အဲ့ချိန်မှာအဲ့ကောင်မလေးတယောက်ကသူကလည်းတော့အိမ်ကအဲ့ဒီမှာရှိတဲ့နေကန်လူတွေရဲ့အကူအညီကိုရပြီးတော့သူကတော့ရဲစခန်းကိုချက်ချင်းပြေးသွားလိုက်တယ်ပေါ့လေပြေးသွားတဲ့ချိန်မှာရဲစခန်းကရဲစစ်သားရဲတွေကလည်းဒီသူတို့နေတဲ့နေရာကိုရောက်လာပြီးတော့ဒီမြန်မာရဲတပ်ဖွဲ့နဲ့အဲ့နိုင်ငံခြားမှာရှိတဲ့ရဲတပ်ဖွဲ့ပေါ့ရဲတပ်ဖွဲ့ပေါင်းပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီညစ်စီမှုရဲ့အမကြီးဆိုတဲ့အမျိုးသူနဲ့အမျိုးသားသူ့ရဲ့အမျိုးသားကိုလည်းဖမ်းလိုက်နိုင်တယ်ဒီဘက်ကလူကုန်ကူးတဲ့သူတွေကိုလည်းဖမ်းလိုက်နိုင်တယ်ပေါ့အဲ့ချိန်မှာသူတို့3ယောက်ကဒီစုနွယ်တို့အိမ်ကိုပြန်လာပြီးတော့စုနွယ်တို့အိမ်မှာပဲနောက်ဆုံးဒီဆက်ချုပ်ဆိုင်လေးဖွင့်ပြီးတော့နေတယ်ပေါ့အဲ့ချိန်မှာဆိုလို့ရှိရင်ဒီ main ကလေးတွေအနေနဲ့ပေါ့အဲ့ချိန်မှာသူတို့3ယောက်ကလည်းဒီစိတ်သက်တွေကြာနေတဲ့အချိန်မှာအေးမွန်ရဲ့နှင်းစီမွေရဲ့စုနွယ်ရဲ့ကဒီစုနွယ်ရဲ့အမေရဲ့လောင်းရဲ့အောက်မှာသူတို့နေကြတယ်ပေါ့အဲ့ချိန်မှာဘာပြောလဲဆိုတော့စုနွယ်ရဲ့အမေကပန်းပွင့်လေးတွေဆိုတာကတဲ့ဘလောက်ပဲညှိုးနှွမ်းနေပါစေပေါ့သူတို့မှာလှပခြင်းဆိုတဲ့အရာလေးတော့ရှိပါတယ်ဆိုပြီးတော့သူတို့တွေကိုလူနှစ်သိမ့်တယ်ပေါ့နောက်တစ်ခုကပန်းတိုင်းကမလှပဘူးပေါ့နော်လှတဲ့ပန်းတိုင်းကလည်းမမွေးဘူးပေါ့မွေးတဲ့ပန်းတိုင်းကလည်းလှမနေဘူးပေါ့လှလဲလှတယ်မွေးလဲမွေးတယ်ဆိုတဲ့ပန်းတွေကတော့ကဘာပေါ်မှာအကောင်ဆုံးပန်းပွင့်လေးတွေပေါ့နော်အဲ့ချိန်မှာပဲသူတို့ကဒီမှာဆက်ချုပ်ဆိုင်လေးဖွင့်လိုက်တယ်ပေါ့သူတို့3ယောက်အဲ့ဒီမှာဆက်ချုပ်ဆိုင်လေးရဲ့နာမည်ကိုဘာလို့ပေးလိုက်လဲဆိုတော့ပန်းပွင့်ခရီးဆိုပြီးတော့သူတို့ပေးလိုက်တယ်ပေါ့ဒီစာအုပ်ကိုစပြီးတော့ဆီယမမတ်ဆန်နာကရေးပြီးတော့ပုံနှိပ်ထုတ်ဝေခဲ့တာဆိုရင်တော့ဒီမှာပေါ့နော်ဒီ2006ခုနှစ်ပေါ့တကယ်တော့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာမင်းကလေးတွေပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့လေလူတိုင်းဟာစာဖတ်တင်တယ်လို့ထင်တယ်ပေါ့လေအခုနောက်ပိုင်းဆိုလို့ရှိရင်လည်းဒီလိုမျိုးအရာတွေဆိုတာမကြာခဏကြားနေရတာပေါ့ပို့ပြီးတော့များလာတယ်ပေါ့လေလူတိုင်းသာစာဖတ်ကြမယ်စာပေအသိရရှိကြမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအရာတွေကနေပြီးတော့လည်းမင်းကလေးတိုင်းလူတိုင်းကကင်းဝေးမှာဖြစ်ပါတယ်လို့ယုံကြည်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်